ပဲပြုံးနဲ့နှစ်ပြီး ပြဿနာတက်နေ ချက်တော်လေးနဲ့မကြီးကြီးနဲ့ ဒီမှာပြဿနာရှိ မြို့ပြီးလေးနဲ့ကိုဒီတုတ်ပါ လောက်လာလို့ ဒီကတော့ တိတ်ငါစင် လိုက်ဆက်တဲ့အကျဉ်းဆက်လေးလုပ်ပေးထားတယ် ညလေးထားလို့ပဲချမ်းတမ်းမှန်သိပါရဲ့ တို့စီရာလေးစားတာဒီတိုင်း ဒီနေ့တော့အသေးသွေးမယ်ဆိုတာသိတော့လေ ဒီပါ လက်တွေ့ တက်တာတော့ဈေးနှုန်းနဲ့အိမ်နိုင်ရရောက်ပို့ပေးပါတယ်နော်ဒီလေတရေလေးတောင်ထွက်တာပါးတွေတောင်တောင်းတာဒါဟာ